ဒီလိုမျိုးအထက်မြင့်အဆောက်အဦမှာနေထိုင်သူများအတွက်မြန်မာနဲ့ဂျန်တူ Wi-Fi ဆက်လက်သက်ဆိုင်မယ်ဆိုလို့ရှိရင်တော့အထူးအခွင့်အရေးများစွာရရှိနေပြီပဲဖြစ်ပါတယ်အထက်မြင့်မှာနေထိုင်သူများလိုက်စွာပူကောင်းစေရအတွက် 5G Wi-Fi device များကိုတက်ဆင်ပေးနေပြီဖြစ်ပါတယ်ရှင်နောက်ပြီးအထက်မြင့်မှာနေထိုင်သူများအတွက်လားစင်ကြီး33,500ကနေစပြီးတော့တက်ဆင်မယ်ဆိုလို့ရှိရင်တော့6လတစ်လ free အရန်တဲ့ promotion ကိုရရှိမှာဖြစ်ပါတယ်6လစာလုံးဝကြိုတင်ကြမလို့ပဲနဲ့တစ်လချင်းပုံမှန်ဘေးပေးဆောင်ရုံနဲ့တင် Wi-Fi တစ်လ free ရရှိမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့တင်ကဒီလိုမျိုးအထက်မြင့်တိုက်ခန်းမှာနေထိုင်သူများကိုမြန်မာနဲ့ Wi-Fi ဆက်သက်ဆိုင်ဖို့အတွက်ညွှန်ပေးပြီးတော့ Wi-Fi ပြီးရှော့စီတဦးလျင်9000ကျန်ရရှိမှာဖြစ်ပါတယ်။ညွှန်ပေးတာကတော့အကန့်အသတ်မရှိညွှန်ပေးလို့ရပါတယ်ရှင်။ကဲအထက်မြင့်မှာနေထိုင်သူများအတွက်အရန်တန်တဲ့ promotion တွေပြီးလို့ရှိရင်လိုင်းဆွဲအကောင့်နဲ့ 5G device တွေ6လတစ်လ free promotion တွေပြီးတော့ Wi-Fi တက်ဆင်မှုအတွက်ညွှန်းနေဆိုလို့ရှိရင်ဘေးလျှော့ပေးနေတဲ့အစီအစဉ်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုပဲ Wi-Fi ဆက်တက်ဆင်ဖို့အတွက်ဆက်သွယ်လိုက်တော့နော်။